ကျွန်တော်အဆက်ပါဘန်ကောက်မှာနေလာတဲ့အချိန်တစ်ခုကြာပြီပေါ့ခုဆို final year လည်းရောက်ပြီးကျောင်းလည်းပြီးတော့မှဆိုတော့ဘာဆက်လို့မလဲမသိဘူးစိတ်ညစ်တယ်အိမ်ကလည်းဘာဆက်လို့မှလည်းမေးနေဘူးရိုးသားပြောရင်တော့ဗျာကျောင်းပြင်ရှေ့ဆက်ဘာလို့ရမလဲဆိုတော့တကယ်ကိုမသိဘူးလုံးဝလမ်းပြောင်းနေကျောင်းမဲ့တွတ်တက်အောင်လားဒီမှာပဲလှုပ်ဆက်လို့အောင်လားတကယ်မသိဘူးစစ်ရှုပ်လိုက်တာ overseas မှာ study လုပ်ဖို့ကြော်ညာတွေကလည်း social media မှာအများကြီးပဲဒါပေမဲ့တကယ်တမ်း guide လုပ်ပေးနိုင်တဲ့လူကလည်းမရှိဘူးဘယ်နိုင်ငံကိုနဲ့ like ဖတ်ဆုံးလဲဘယ်ကနေစရမလဲဆိုတော့လည်းတကယ်ကိုမသိဘူးဖြစ်နေမင်းလားဘာဆက်လို့မသိဘူးစိတ်ညစ်နေလူတွေကတရားခင်ဗျာဘာတူတော့ငါမင်းကိုစောင်းနေလေမင်းအခုစိတ်ရှုပ်နေဆိုလို့ငါကိုထင်တာပြမင်းလမ်းပြောင်းနေဆိုတော့ information hub ပေါ်မြန်မာလုပ်တယ် Bangkok Study and Migration Seminar ပွဲကြီးကိုတွားကြည့်ကြည့်လိုက်အဲ့ပွဲကြီးကမင်းအဖြေပဲကြောက်မကြည့်ကြည့်ဟိုးကိုစောင်းတဲ့ကောင်းမှုနဲ့တော့လက်လွတ်မခံတဲ့ seminar ပွဲလေးတစ်ခုကြောင်းတော့ကျွန်တော်သိလိုက်ရပြီဗျာအဲ့တော့တခါရဲအားလုံး share လေးလုပ်ပေးလိုက်ချင်ပါတယ်လာမယ့်နိုဝင်ဘာလ29ရက်နေ့မှာဆိုရင်တော့ information hub ပေါ်မြန်မာနေပြီးတော့စီစဉ်ကျင်းပတဲ့ Bangkok Study and Migration Seminar ပွဲရှိပါတယ်ဒီ seminar ပွဲကြီးကိုဘန်ကောက်မြို့လယ်ကောင်မှာရှိတဲ့ Intercontinental Hotel မှာနေ့လယ်10:00နာရီကနေပြီးတော့ညနေ4:00နာရီအထိကိုစီကားတိုက်မြိုက်စာကျင်းပအောင်ပါဖြစ်ပါတယ်ခင်ဗျာနိုင်ငံပေါင်း20ကျော်ကတက္ကသိုလ်ပေါင်း800ကျော်က education counselor တွေနဲ့လည်း free education counseling တွေလုပ်လို့ရမယ် free application support ရရှိမှာဖြစ်ပါတယ်ကိုကဒါ migration ပတ်ဝေးတွေကိုစိတ်ဝင်စားရဆိုရင် Havilo Group ရဲ့ migration lawyers တွေနဲ့လည်း migration advice တွေကိုတခါရေးတွေ့ဆုံဆွေးနွေးလို့ရအောင်ပါဖြစ်ပါတယ်ခင်ဗျာပြီးတော့ cruise dinner ticket တွေ spa experience တွေ free flight tickets တွေကိုလည်း giveaway ဖောက်ပေးရမယ်အစီအစဉ်လေးလည်းရှိပါသေးတယ် free flight ticket တွေကိုကြတော့ event နေ့မှာပဲတခါတည်းကြောင်းလျှောက်သွားတယ်ပထမဆုံးကျောင်းသား9ယောက်ကို free flight ticket တွေစီစဉ်ပေးသွားမှာဖြစ်ပါတယ်အဲ့ဒါမဟုတ်သေးဘူး event ကိုပထမဆုံး register လုပ်တဲ့35ယောက်ကိုလည်း hotel မှာ high tea set နဲ့ဧည့်ခံသွားအောင်ပါတယ်ဗျာကဲဒီ event လေးကကိုယ့်ရဲ့ future plan နဲ့ opportunity ကိုရှာဖွေဖို့နဲ့ကိုယ့်ရဲ့ dream country ကိုစတင်ရောက်လမ်းဖို့အတွက်ပထမဆုံးခြေလှမ်းဖြစ်လာနိုင်ပါတယ်ခင်ဗျာ။လာမယ့်နိုဝင်ဘာလ29ရက်နေ့ Intercontinental Hotel ကိုမလွတ်တမ်းလာခဲ့ကြဖို့အတွက်အားလုံးကိုဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာ။ seminar လေးကိုစိတ်ဝင်စားလို့တက်ရောက်ချင်တယ်ဆိုရင်တော့ registration လုပ်ဖို့လည်းတိုက်တွန်းလိုက်ပါတယ် registration link လေးကိုလည်း comment box မှာထည့်ပေးထားပါတယ်ခင်ဗျာ။အဆုံးထိကြည့်ရှုပေးလို့ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။